ချစ်တော်ဓမ္မမိတ်ဆွေတို့ဘုရားရဲ့ကျေးဇူးတော်ကြောင့်ခရစ်စမတ်ဝေစာပြန်ရောက်လာပါပြီလမ်းမှာခရစ်စမတ်ဝေစာတင်တဲ့ကားနဲ့ပြတ်တော့ကြံ့ကြာခြင်းဖြစ်တော့အခုဘုရားရဲ့ကျေးဇူးတော်ကြောင့်ဒီမှာခရစ်စမတ်ဝေစာချစ်တော်မိတ်ဆွေတွေကိုယ့်ရဲ့ဘုရားခင်ခွဲခန့်ထားတဲ့နေရာတိုင်းမှာတကောင်းတနေရာကနေပြီးမှဘုရားရဲ့မေတ္တာလေးတော့ဒီဓမ္မစာဆောင်လေးဖတ်ပြီးမှလူတွေဖရာရဲ့မေတ္တာခံစားရဖို့ရအတွက်ဒီခရစ်တော်တသစ်ကံယုံမှာခရစ်စမတ်ဝေစာဒီမှာရောက်ရှိလို့လာပါပြီချစ်တော်မိတ်ဆွေလာယူလို့ရပါတယ်အခမဲ့ပါယေရှုခရစ်တော်ရဲ့အသေးခံခြင်းအသွေးသွန်းခြင်းတကြိုခံခြင်းထမြောက်ခြင်းသည်လောကီလူသားအလုံးအတွက်ဖြစ်တယ်လို့အခမဲ့ဖြစ်တယ်လို့ဘုရားကျေးဇူးတော်ကြောင့်ဖြစ်တယ်လို့ဒီနေ့ဓမ္မဒါနစာတောင်လေးတွေလည်းဒီခရစ်တော်တသစ်ကံယုံမှာအခမဲ့လာယူလို့ရပါတယ်ချစ်တော်မိတ်ဆွေတဲ့တည်င်းကောင်းပါခြင်းပါတယ်နောက်တစ်ခုဒီမှာဓမ္မဒါနစာဆောင်လေးတွေရောက်ရှိလာရုံမကဘူးအေဝံလီဟောပြောတဲ့အချိန်မှာအထောက်အကူဖြစ်တဲ့စာအုပ်လေးလည်းဒီမှာခရစ်တော်တသစ်ကံယုံမှာရောက်ရှိလာပါပြီဒီမှာတော့ဒါစာဆောင်လေးနဲ့စာအုပ်လေးချစ်တော်မိတ်ဆွေဒီပုံလေးနဲ့ဘုရားရဲ့အကြောင်းကိုပြောမယ်ဆိုရင်လည်းဘုရားရဲ့နော်လူတွေမြောက်များစွာစိတ်ဝင်စားအောင်အာယုံစူးစိုက်မှုရှိပါတယ်ဒါကြောင့်ခရစ်တော်တသစ်ကံယုံမှာဓမ္မဒါနစာဆောင်ရောအေဝံလီဟောတဲ့စာအုပ်ရောပုံကားကြရောရောက်ရှိလို့လာပါပြီလာပြီးမှချစ်တော်မိတ်ဆွေအားလုံးဓမ္မဒါနစာဆောင်တွေအခမဲ့လာယူလို့ရပါတယ်ဘာမှပေးစရာမလိုပါဘူးเนาะကမ်းမှုပဲလိုပါတယ်သိမ့်မယ်ဆိုတော့လာမယူပါတယ်သိမ့်ဖို့ဆိုရင်တော့ကျွန်တော်အနေနဲ့ဘုရားရဲ့ကျေးဇူးတော်ကြောင့်သိမ့်ဖို့ဆိုပြီးတော့မှန်ပြီးရောကောင်တာလေးတွေကျွန်တော်လုပ်ထားတာဖြစ်ပါတယ်တကယ်လို့ကမ်းမယ်ဆိုရင်1000ပဲနေနေ900ပဲနေနေချစ်တော်မိတ်ဆွေကုန်တော့လာယူလို့ရပါတယ်ကျွန်တော်ဒီမှာသိမ့်ချီကျစမဝေစာကြီးရဲ့သိန်းချီရိုက်ထားတာဆိုတော့လေ3,000 နဲ့ 3,000ရိုက်ထားတာဖြစ်ပါတယ်ဒါကြောင့်အနည်းငယ်လေးကြံ့ကြာသွားတဲ့အရာတွေကျွန်တော်အနေနဲ့တောင်းပါနဲ့ဒါကြောင့်နတ်ပြည်ကနေစပြီးတော့ခရစ်တော်ရဲ့တသစ်ခံယုံမှာဓမ္မဒါနခရစ်စမတ်အကြောင်းတီကောင်းဆရာဝေစာလေးတွေလာယူလို့ရပြီဖြစ်တဲ့ကြောင်းတည်င်းကောင်းပါအပ်ပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားရှင်ပါပြီးကောင်းကြီးပေးပါသေး